ကျွန်တော်ဒီနေ့မှာတော့ဖုန်းထဲကဖြတ်လိုက်မိတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုပြန်ယူလို့ရမယ် Recover application 3ခုကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံး application လေးကတော့ All Recover Photo and Video ဆိုတဲ့ application လေးပဲဖြစ်ပါတယ်ဒီ app ကို Play Store မှာသွားပြီးတော့ install လုပ်ထားလို့ရပါတယ် install လုပ်ပြီးသွားရင် app ထဲကိုဝင်ပြီးရင် cancel ဆိုတာလေးကိုနှိပ်လိုက်နောက်ပြီးတော့ကိုထားချင်တဲ့ဘာသာစကားတစ်ခုကိုရွေးထားပြီးတော့ save ဆိုတာလေးကိုနှိပ်လိုက်နောက်ပြီးတော့ next ဆိုတာကိုနှိပ်ပြီးတော့ custom ဆိုတာလေးကိုနှိပ်ပေးလိုက်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဓာတ်ပုံတွေကို restore ပြန်လုပ်ချင်တယ်ဆိုလို့ရှိရင် recover photo ဆိုတာလေးကိုနှိပ်လိုက်သူကဒီမှာဆိုလို့ရှိရင် second off photo နဲ့ second delete photo ဆိုပြီးတော့ဒီကျွန်တော်တို့ကအခုလက်ရှိဖုန်းထဲမှာရှိနေတဲ့ဓာတ်ပုံတွေရောဒီဖြတ်ပြီးသားဓာတ်ပုံတွေရောစကန်ဖတ်မှာလားဒါမှမဟုတ်လို့ရှိရင်ဖြတ်ပြီးသားဓာတ်ပုံတွေကိုပဲစကန်ဖတ်မှာလားဆိုပြီးတော့ option တစ်ခုပါတယ်ကျွန်တော်ကတော့ဒီဖြတ်ပြီးသားဓာတ်ပုံတွေကိုပဲစကန်ဖတ်မှာဖြစ်တဲ့အတွက်ဒီ second delete photo ဆိုတာကိုရွေးလိုက်မယ်အခုဒီမှာဆိုလို့ရှိရင်ဓာတ်ပုံတွေကိုစကန်ဖတ်နေပဲဖြစ်ပါတယ်အချိန်ခဏတော့ဆောင်ပေးရမယ်စကန်ဖတ်ပြီးသွားလို့ရှိရင်တော့ကို restore ပြန်လုပ်ချင်တဲ့ဓာတ်ပုံကိုရွေးပြီးရင် recover ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဒါဆိုရင်တော့အခုဒီဓာတ်ပုံလေးကျွန်တော်တို့ရဲ့ဖုန်းထဲကိုပြန်ရောက်သွားပြီပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကဗီဒီယိုတွေကိုလည်းစကန်ဖတ်ချင်တယ်ဆိုရင် recover video ဆိုတာကိုနှိပ်သူကလည်းဒီမှာဆိုလို့ရှိရင် second off video နဲ့ second delete video ဆိုပြီးတော့ဒီအခုလက်ရှိဖုန်းထဲမှာရှိတဲ့ video တွေရောဖြတ်ပြီးသား video တွေရောကို second ဖတ်မှာလားဒါမှမဟုတ်ဒီဖြတ်ပြီးသား video တွေကိုလည်း second ဖတ်မှာလားဆိုပြီးတော့ option နှစ်ခုပါတယ်ကျွန်တော်ကတော့ဒီဖြတ်ပြီးသား video တွေကိုပဲ second ဖတ်မှာဖြစ်တဲ့အတွက်ဒီ second delete video ဆိုအောင်နှိပ်လိုက်မယ် video တွေကို second ဖတ်ပြီးသွားလို့ရှိရင်တော့ကို restore ပြန်လုပ်ချင်တဲ့ video ရွေးပြီးရင် recover ဆိုတဲ့အောင်နှိပ်လိုက်ဒါဆိုရင်တော့ဒီ video လေးကကျွန်တော်တို့ရဲ့ဖုန်းထဲကိုပြန်ရောက်သွားပြီပဲဖြစ်ပါတယ်နောက်ထပ် application လေးတစ်ခုကတော့ TikToker ဆိုတဲ့ application လေးပဲဖြစ်ပါတယ်ဒီ app ကိုလည်း Play Store မှာသွားပြီးတော့ install လုပ်ထားလို့ရပါတယ် install လုပ်ပြီးသွားရင်တော့ application နဲ့ဝင်လိုက်သူကဒီမှာဆိုလို့ရှိရင်ဓာတ်ပုံတွေကို second ဖတ်မှာလား video တွေကို second ဖတ်မှာလားဆိုပြီးတော့ရွေးလို့ရတယ်ကိုကဓာတ်ပုံတွေကို second ဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ search for lost photo ဆိုတာကိုနှိပ်လိုက်ဓာတ်ပုံတွေကို second ဖတ်ပြီးတော့ကို restore ပြန်လုပ်ချင်တဲ့ဓာတ်ပုံတစ်ခုကိုရွေးပြီးရင် recover ဆိုတဲ့ဟာလေးကိုနှိပ်လိုက်နောက်ပြီးတော့အလယ်မှာရှိတဲ့ save the file to constant location ဆိုတာကိုနှိပ်လိုက်နောက်ပြီးတော့ကိုထားချင်တဲ့ folder တစ်ခုကိုရွေးပြီးတော့ use this folder ကိုနှိပ်လိုက်နောက်ပြီးတော့ allow ဆိုတာကိုနှိပ်လိုက်ဒါဆိုရင်တော့ဒီဓာတ်ပုံလေးကျွန်တော်တို့ရဲ့ဖုန်းထဲကိုပြန်ရောက်သွားပြီပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့က video တွေကိုလည်း second ဖတ်ချင်တယ်ဆိုရင် search for lost video ဆိုတာကိုနှိပ်လိုက်video တွေကို second ဖတ်ပြီးတော့ကို restore ပြန်လုပ်ချင်တဲ့ video တစ်ခုကိုရွေးလိုက်ပြီးရင် recover ဆိုတဲ့ဟာလေးကိုနှိပ်လိုက်နောက်ပြီးရင်စွမ်းနာလိုပဲအလဲဟာလေးကိုနှိပ်လိုက်ပြီးတော့ use this folder ကိုနှိပ်ပေးလိုက်ပြီးတော့ allow ဆိုတာကိုနှိပ်လိုက်ဒါဆိုရင်တော့ဒီ video လေးကျွန်တော်တို့ရဲ့ဖုန်းထဲကိုပြန်ရောက်သွားပြီပဲဖြစ်ပါတယ်နောက်ထပ် application တစ်ခုကတော့ File Recover ဆိုတဲ့ application လေးပဲဖြစ်ပါတယ်ဒီ app ကိုလည်း Play Store မှာသွားပြီးတော့ install လုပ်ထားလို့ရပါတယ် install လုပ်ပြီးသွားရင်တော့ app ထဲကိုဝင်ပြီးရင် allow ဆိုတာကိုနှိပ်ပေးလိုက်နောက်ပြီးတော့ကိုထားချင်တဲ့ဘာသာစကားတစ်ခုကိုရွေးပြီးတော့အပေါ်အမှန်ချင်လေးကိုနှိပ်လိုက်ပြီးတော့အပေါ် skip ဆိုတာလေးကိုနှိပ်လိုက်သူကလည်းဒီမှာဆိုလို့ရှိရင်ဓာတ်ပုံတွေကို second ဖတ်မှာလား video တွေကို second ဖတ်မှာလားဆိုပြီးတော့ရွေးလို့ရတယ်ကိုကဓာတ်ပုံတွေကို second ဖတ်ချင်တယ်ဆိုရင်တော့ photo quick recover ဆိုအောင်နှိပ်လိုက်ဒီမှာဆိုလို့ရှိရင်လည်း second off file နဲ့ second delete file ဆိုပြီးတော့ရွေးလို့ရတယ်ကျွန်တော်ကတော့ဖြတ်ပြီးသားဓာတ်ပုံတွေကိုပဲ second ဖတ်မှာဖြစ်တဲ့အတွက် second delete file ဆိုတဲ့ဟာလေးကိုရွေးလိုက်မယ်ဓာတ်ပုံတွေကို second ဖတ်ပြီးသွားရင်တော့ကို restore ပြန်လုပ်ချင်တဲ့ဓာတ်ပုံကိုရွေးပြီးတော့အပေါ်က recover ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဒါဆိုရင်တော့ဒီဓာတ်ပုံလေးကျွန်တော်တို့ရဲ့ဖုန်းထဲကိုပြန်ရောက်သွားပြီပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့က video တွေကိုလည်း second ဖတ်ချင်တယ်ဆိုရင် video recover ဆိုတာကိုနှိပ်လိုက်ဒီမှာဆိုရင်လည်း second off file နဲ့ second delete file ဆိုပြီးတော့ရွေးလို့ရတယ်ကျွန်တော်ကတော့ဒီဖြတ်ပြီးသား video တွေကိုပဲ second ဖတ်မှာဖြစ်တဲ့အတွက် second delete file ဆိုတာကိုရွေးလိုက်မယ်video တွေကို second ဖတ်ပြီးသွားရင်တော့ကို restore ပြန်လုပ်ချင်တဲ့ video ကိုရွေးပြီးတော့ recover ဆိုအောင်နှိပ်လိုက်ဒါဆိုရင်တော့ဒီ video လေးကျွန်တော်တို့ရဲ့ဖုန်းထဲကိုပြန်ရောက်သွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ recover application လေးတွေကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်လို့ထင်ပါတယ်မိတ်ဆွေတို့အတွက်အဆင်ပြေမဲ့ application ကိုရွေးပြီးတော့အသုံးပြုလို့ရပါတယ်